comment ထဲမှာရော direct message မှာပါ Beyond Birthday အကြောင်းကိုတောင်းဆိုထားတဲ့သူတွေအတွက် video လေးတစ်ပုဒ်လုပ်ပေးလိုက်ပါတယ်ဒီ video လေးထဲမှာတော့ Beyond Birthday အပါအဝင်တခြား L ရဲ့ဆက်ခံသူတွေအကြောင်းနဲ့ Whammy House အကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ် Death Note Universe ရဲ့ L ရဲ့အရင်းမြစ်နဲ့ Whammy House ရဲ့အစောဆုံးမျိုးဆက်တွေအကြောင်းကတော့တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီအကြောင်းအရာတွေကိုပိုပြီးရှင်းလင်းသွားအောင်အပိုင်းလိုက်ခွဲခြားပြီးရှင်းပြပေးပါမယ်ဆိုတော့ L ရဲ့အကြောင်းနဲ့အရင်စလိုက်အောင်L ကကမ္ဘာတော်ဆုံးစုံနောက်ဖြစ်ပြီးနိုင်ငံတကာရဲတပ်ဖွဲ့တွေမှာဖြည့်ရှင်းနိုင်တဲ့ကမ္ဘာအခက်အခဲဆုံးအမှုတွေကိုပဲဖြည့်ရှင်းပေးတဲ့သူတစ်ယောက်ပါဒါပေမဲ့ L ရဲ့ငယ်ဘဝကတော့မိဘမဲ့တစ်ယောက်အနေနဲ့ပဲကြီးပြင်းခဲ့ရပါတယ် L ဟာအင်္ဂလန်နိုင်ငံမှာမွေးဖွားခဲ့ပြီးသူ့ကိုဝါတာရီလို့ခေါ်တဲ့အဖိုးကြီးတစ်ယောက်ကမွေးစားခဲ့ပါတယ်ဝါတာရီက L ရဲ့ထူးကဲတဲ့ဉာဏ်ရည်ကိုသတိပြုမိပြီးသူ့ကိုအထူးလေ့ကျင့်ပေးခဲ့ပါတယ် L ဟာအမှုလိုက်တဲ့နေရာမှာအသာစီးရအောင်နာမည်အတုတွေသုံးခဲ့ပါတယ် L Irelo Call နဲ့ The New ဆိုတဲ့နာမည်၃ခုစလုံးဟာသူအမှုလိုက်တဲ့အချိန်မှာသုံးခဲ့တဲ့နာမည်တွေပဲဖြစ်ပါတယ်ဒီနာမည်၃ခုစလုံးဟာကမ္ဘာ Top 3 စုံနောက်စာရင်းဝင်ပြီး L ဟာ Top 3ကိုတစ်ယောက်တည်းယူထားတာပဲဖြစ်ပါတယ်သူကတကိုယ်တည်းနေရတာကိုနှစ်သက်ပြီးလူမှုဆက်ဆံရေးမှာအလွန်အားနည်းပါတယ်ဒါပေမဲ့တွက်ချက်မှုပိုင်းမှာတော့ကမ္ဘာအဆင့်မြင့်ဆုံးကိုရရှိထားတဲ့သူပါဆိုတော့ Whammy House အကြောင်းကိုဆက်သွားလိုက်အောင် Whammy House ကို Wataria စပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်သူက L ကိုမွေးစားပြီးနောက်ပိုင်းမှာပါရမီပါတဲ့ကလေးတွေကိုပြုစုပြောင်းထောင်ပေးဖို့အတွက် Whammy House ဆိုတဲ့ဂေဟာကိုစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်အစပိုင်းရည်ရွယ်ချက်ကတော့ကလေးတွေကိုအထူးလေ့ကျင့်ပေးရုံပဲဆိုပေမဲ့ L ရဲ့အောင်မြင်မှုတွေကြောင့် L ရဲ့ဆက်ခံသူကိုမွေးထုတ်ပေးတဲ့အကြောင်းဖြစ်သွားခဲ့ပါတယ်ထူးခြားတဲ့အချက်ကတော့ဒီကြောင်းမှာကလေးတွေကိုမျိုးဆက်လိုက်ခွဲထားတာပါL ရဲ့အရာရာကိုဆက်ခံဖို့ပထမဆုံးကြိုးစားခဲ့တဲ့ကလေးတွေကတော့ A နဲ့ B ပါသူတို့နှစ်ယောက်က L ရဲ့အရေးအောက်မှာနေမဲ့ကြီးပြင်းခဲ့ရတဲ့ကလေးနှစ်ယောက်ဖြစ်ပါတယ် A ဟာပထမဦးဆုံး L ဆက်ခံသူဖြစ်လာမဲ့သူပါဒါပေမဲ့ဝမ်းနည်းဖို့ကောင်းတာက L ရဲ့နေရာကိုဆက်ခံရမယ်ဆိုတဲ့ပြင်းထန်တဲ့ဖိအားတွေကြောင့်သူဟာတနေ့မှအဆုံးစီရင်သွားခဲ့ပါတယ် A ရဲ့တည်ဆုံမှုက Whammy House အတွက်ကြီးမားတဲ့သင်ခန်းစာဖြစ်ခဲ့ပြီး A ရဲ့တည်ဆုံမှုက B အတွက်ကြီးမားတဲ့သက်ရောက်မှုရှိခဲ့ပါတယ် B ဆိုတာကတော့ Beyond Birthday ကိုပြောတာပါသူဟာတနေ့မှာ L ရဲ့ဆက်ခံသူကနေ L ရဲ့ပြိုင်ပွဲအဖြစ်ပြောင်းလဲသွားခဲ့ပါတယ် A တည်ဆုံးပြီးနောက်မှာ B ဟာ L ကိုပို့ပြီးမုန်းတီးလာခဲ့ပါတယ်ဒီလိုနာကြီးချက်တွေကြောင့်ပဲ B ဟာ Whammy House ကနေထွက်ပြေးပြီးလူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပါတယ် B ရဲ့လူသတ်မှုတွေနဲ့ပတ်သက်ပြီးသေးစိတ်ကိုတော့ Los Angeles Baby Murder Case ဆိုတဲ့မန်ဂါစာအုပ်ထွက်ရှိထားပါတယ်ဒီမန်ဂါစာအုပ်ထဲမှာ L နဲ့ Beyond Birthday ရဲ့ပြိုင်ဆိုင်မှုတွေကိုသေးစိတ်ဖော်ပြပေးထားပါတယ် Death Note ရဲ့ episode 11ထဲမှာL ဟာ Naomi Misura လို့ခေါ်တဲ့ Raven Bar ရဲ့လက်ထပ်မဲ့ကောင်မလေးနဲ့အမှုတစ်ခုလိုက်ဖူးတယ်လို့ပြောပူပါတယ်။အဲဒီအမှုကတော့ Beyond Birthday ရဲ့လူသတ်မှုတွေပါ။ Beyond Birthday အကြောင်းပြန်ဆက်ရမယ်ဆိုရင် Beyond Birthday ကမွေးကလေးကနေရှီနီဂါမီမျက်လုံးတွေနဲ့မွေးဖွားလာတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။သူကတေမင်းနဲ့ဘာအပေးယူမှလှုပ်ဆံမလို့ပဲရှီနီဂါမီမျက်လုံးရရှိထားရဲဆိုတဲ့အချက်က Death Note Universe မှာအငင်းပွားဖို့ကောင်းတဲ့အချက်တစ်ခုဖြစ်နေပါတယ်။ Death Note Universe မှာရှီနီဂါမီမျက်လုံးလိုချင်တယ်ဆိုရင်တေမင်းကိုကိုယ့်ရဲ့အသက်တစ်ဝက်ပေးပြီးတော့ရှီနီဂါမီမျက်လုံးကိုအပေးယူလုပ်လို့ရပါတယ်။ဒါပေမဲ့ Beyond Birthday ကအဲ့လိုလှုပ်ဆံမလို့ပဲနဲ့မွေးကလေးကပါလာတာပါ Beyond Birthday ရဲ့မိဘတွေကတေမင်းစာအုပ်ကိုရရှိခဲ့ပြီးသူ့ရဲ့ကလေးအတွက်အပေးယူလုပ်ခဲ့တယ်ဆိုတဲ့ယူဆချက်တွေရှိပေမဲ့ဒါဟာ fan theory သက်ဖြစ်ပြီး official တော့ဟုတ်မနေခဲ့ပါဘူးစိတ်ဝင်စားဖို့ကောင်းတာဟာ Beyond Birthday ကဒီမျက်လုံးတွေကိုဘယ်လိုအသုံးချခဲ့လဲဆိုတာပါ Beyond Birthday ကဒီမျက်လုံးတွေကိုအသုံးပြုပြီးဒီနေ့ဒီအချိန်မှာတေမဲ့လူတွေကိုလိုက်ရှာပြီးတပ်ပစ်ခဲ့ပါတယ်လူတယောက်အနေနဲ့ကံကြမ္မာရတေးရမယ့်အချိန်မှာပဲအသက်ခံလိုက်ရဖြစ်တဲ့အတွက်စုံနောက်တွေအတွက်ဒါဟာတိုက်ဆိုင်မှုလားစီစဉ်ထားရလားဆိုတာခွဲခြားအခက်စေခဲ့ပါတယ် L ဟာသဘောအလွန်စွမ်းအားတွေကိုမယုံကြည်တဲ့သူတစ်ယောက်ပါဒါကြောင့် Beyond Birthday ကသူမြင်နေရတဲ့ရက်စွဲတွေကိုကုတ်အဖြစ်ချန်ထားခဲ့ပြီး L အနေနဲ့သဘောအလွန်အချက်လက်တွေကိုဘယ်လိုစုံစမ်းမလဲဆိုတာကိုစမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်ဒီမျက်လုံးတွေရှိနေတာ Beyond Birthday အတွက်တော့ကောင်းကြီးတစ်ခုဆိုတာတဲ့ကျိန်စာတစ်ခုလိုဖြစ်နေခဲ့ပါတယ်သူကလူတွေတည်ဆုံးမဲ့ရက်ကိုနေ့စဉ်နဲ့အမျှမြင်တွေ့နေရပြီးသူမိဘတွေတည်ဆုံးမဲ့ရက်ကိုပါမြင်တွေ့ခဲ့ရပါတယ်ဒါကြောင့်သူကကလေးဘဝကလေးကစိတ်ပိုင်းဆိုင်ရာပျက်စီးခဲ့ရပါတယ်ဒီအချက်ဟာသူလူသက်သမားဖြစ်လာရတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်နိုင်ပါတယ်ကျွန်တော်ပြောဖို့မေ့သွားတဲ့အချက်တစ်ခုကတော့ Beyond Birthday က L နဲ့တပုံစံနဲ့တူနေတာပါဒါဟာ Beyond Birthday က L ကိုအားကျလွန်ပြီး L နဲ့တပုံစံနဲ့တူအောင်နေထိုင်ခဲ့လို့ပဲဖြစ်ပါတယ်သူကအစပိုင်းမှာ L ကိုအားကျပြီး L ဆက်ခံသူတစ်ယောက်ဖြစ်လာခဲ့ခြင်းပေမဲ့လည်း A ရဲ့ဖြစ်ရဲ့ကြောင့်သူ့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားစေခဲ့ပါတယ် Beyond Birthday က L နီးနီးညံကောင်းပေမဲ့တနေ့မှာတော့သူဟာ L ကိုရှုံးနိမ့်သွားပြီး Naomi Misura ရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပါတယ်သူကအဖမ်းမခံရခင်မှာ L ကိုမျက်ခြေဖြတ်ဖို့အတွက်သူ့ကိုယ်သူအဆုံးစီရင်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ Naomi Misura သူ့ကိုအချိန်ကြီးတားဆီးနိုင်ခဲ့ပြီးလူသတ်မှုနဲ့ဖမ်းဆီးနိုင်ခဲ့ပါတယ်သူဟာထောင်ထဲမှာ2နှစ်နီးပါးနေခဲ့ရပြီး2004ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာတည်ဆုံးသွားခဲ့ပါတယ်တည်ဆုံးသွားတဲ့အကြောင်းရင်းကတော့ယာဂမီလိုက်ရဲ့လက်ချက်နဲ့ပါယာဂမီလိုက်ဟာကမ္ဘာအန်ဒီရဲ့အရှိဆုံးရာဇဝတ်ကောင်တွေကိုရှင်းလင်းနေတဲ့အချိန်မှာ Beyond Birthday ကပါဝင်သွားခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ Beyond Birthday နဲ့ပတ်သက်ပြီးကျွန်တော်အသိသလောက်ဝင်မျှပေးသွားတာပဲဖြစ်ပါတယ် brother တို့သိတဲ့အကြောင်းအရာတွေကိုလည်း comment ထဲမှာဝင်ရောက်ဆွေးနွေးသွားကြလို့ရပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ
ဒီဗီဒီယိုတွေက clip တချို့ကိုကျွန်တော်အတ္တရမှာပြင်တာဖြစ်တဲ့အတွက် YouTube မှာ Beyond Birthday အကြောင်းရှင်းပြပေးထားတဲ့ brother တယောက်ရဲ့ video clip တွေကို view သုံးထားတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီ brother ကိုလည်း credit ပေးပါတယ်။ဒီ brother ရှင်းပြပေးထားတဲ့ video ကကျွန်တော်ထပ်ပို့ပြီးအသေးစိတ်တာဖြစ်တဲ့အတွက်ပို့ပြီးသိချင်နေဆိုရင်ဒီ brother ရဲ့ video ကိုသွားကြည့်လို့ရပါတယ်။ကျွန်တော် video ရဲ့နောက်ဆုံးမှာလည်းဒီ brother ရဲ့ video ကိုထည့်သွင်းပေးထားပါတယ်။ brother အနေနဲ့ကျွန်တော်ရဲ့ video တွေကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။